အားလုံးပဲမင်္ဂလာပါဒီနေ့ရဲ့ရှင်းလင်းတင်ပြချက်ကနေကြိုဆိုပါရစေကျွန်တော်တို့အများစုဟာအချိန်တွေကိုသတိမထားမိပဲသုံးဆွဲဖြစ်နေတာကြားရတယ်မလားဒါပေမဲ့တကယ်တမ်းအောင်မြင်ခြင်းနဲ့ဆိုရင်တော့အချိန်ကိုသုံးဆွဲသူအဖြစ်ကနေယင်းနှိမ့်နှံသူအဖြစ်ကိုမထင်မနေပြောင်းလဲပြဖို့လိုအပ်ပါတယ်ဒါကကျွန်တော်တို့ရဲ့နေ့စဉ်ဘဝကိုဘလို့တောင်အမခံပြောင်းလဲသွားစေမလဲဆိုတာအခုပဲအတူတူလေ့လာကြည့်လိုက်ကြရအောင်လူတွေခဏခဏငင်းသွားလေးရှိတဲ့ဟာအဲ့ဒါကလို့များနေတာပဲဆိုတဲ့စကားကိုကြားဟုကြပါတကယ်ပဲအဲ့ဒီလိုလားကျွန်တော်တို့ရဲ့တိုးတက်မှုကိုအကြီးကျယ်ဟန်တာနေတဲ့စကားတစ်ခွန်းရှိတယ်ဗျာအဲ့ဒါကတော့အချိန်မရှိဘူးဆိုတဲ့စကားပါပဲဒါပဲတေချာစဉ်းစားကြည့်အောင်ကျွန်တော်တို့စီမှာတကယ်ပဲအချိန်မရှိတာလားဒါမှမဟုတ်တခြားကွယ်ဝဲနေတဲ့အကြောင်းရင်းတစ်ခုရှိနေလို့လား8986ဒီကိန်းကနန်းကြီးကဘာကိုဆိုလိုတာလဲဆိုတာခက်မှန်းကြည့်ပါလားဒါဟာပြားများအားဖြင့်လူတယောက်သူ့ရဲ့တသက်တာပါ TV ဖန်သားပြင်ရှိထိုင်ကြည့်နေတဲ့အချိန်နာရီပေါင်းဖြစ်ပါတယ်တကယ်ကိုမယုံနိုင်စရာပဲနော်တွက်ကြည့်မယ်ဆိုရင်ဒါဟာဘဝရဲ့6နှစ်ကျော်အချိန်ကာလနဲ့ညီမျှနေတာပါဒီလောက်များပြားတဲ့အချိန်တွေကိုကုံဆုံးနေပြီမှအချိန်မရှိဘူးလို့ပြောနေတာဟာကျွန်တော်တို့စီမှာပြဿနာတစ်ခုခုရှိနေပြီဆိုတာကိုအထင်ရှားပြသွားနေတာပါကဲအပိုင်း1အနေနဲ့အချိန်မရှိဘူးဆိုတဲ့အထင်အမြင်မှားမှုတွေနဲ့အလုံးများနေခြင်းဆိုတဲ့အကြောင်းကိုစသွားကြရအောင်တကယ်တော့အချိန်မရှိဘူးလို့ခဏအကြောင်းပြနေတာဟာကိုယ်တိုင်လောက်ရခတ်တဲ့ပြောင်းလဲမှုတွေကိုရှောင်လွှဲခြင်းလို့သုံးနေတဲ့စင့်ချေတစ်ခတ်တက်ပါပဲအလို့များနေတယ်ဆိုတာတကယ်တမ်းကျတော့ဘာကိုဦးစားပေးလို့ရမလဲဆိုတာရှင်းလင်းမသိတာဒါမှမဟုတ်ပိုကောင်းတဲ့နီးလန်းလို့တွေးခေါ်ဖို့ပြင်းရည်နေတာကြောင့်တာဖြစ်ပါတယ်မှန်ကန်တဲ့ရည်ရွယ်ချက်မရှိဘဲအလို့များနေတာကအလကားပါပဲဒီနေ့မှာစိတ်ဝင်စားရမယ့်ငွေလေးတစ်ခုမေးကြည့်ခြင်းပါတယ်ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်တူဖြစ်တဲ့ Warren Buffett ရဲ့ဘီလီယံချီတဲ့ပိုင်ဆိုင်မှုတွေကိုလိုချင်သလားဒါမှမဟုတ်ကိုလက်ရှိပိုင်ဆိုင်ထားတဲ့အနာဂတ်ဆက်စွနဲ့တောင်များစွာသောအခြေအနေကိုပဲဆက်လိုချင်သလားတကယ်တမ်းတွေးကြည့်ရင်လက်ထဲမှာရှိနေတဲ့ကိုပိုင်အခြေအနေဟာဘလောက်ပိန်းများပြားရဲ့ငွေကြေးတနာတဲ့မဆိုပို့ပြီးရှားပါပါတယ်ပို့ပြီးတော့လည်းတန်ဖိုးကြီးမာလာပါတယ်ဒီတော့အပိုင်း1ကိုဆက်သွားပါမယ်ဒီအပိုင်းမှာတော့စစ်မှန်တဲ့ထုတ်လုပ်နိုင်စွမ်းအလုပ်ပြီးမြောက်နိုင်စွမ်းဆိုတာကိုလှုပ်ဆောင်ရအစာရင်းတွေထဲကြော်လွန်ပြီးအသေးပဲအသေးပြန်ဖွင့်ကြပါမယ်ဒါဆိုရင်တကယ် productivity ဆိုတာဘာလဲအလုပ်တဲ့အများကြီးပြီးမြောက်တာကိုပြောတာလားမဟုတ်ပါဘူးတကယ်တော့မိမိဂရုစိုက်ချစ်ခင်ရတဲ့သူတွေနဲ့အတူရှိနေရင်အတိတ်ပဲရှိတဲ့ကိုလည်းနဲ့တက်ကြရတဲ့ကိုလွတ်ဆောင်နိုင်ခြင်းကိုခေါ်တာပါဆက်ဆံရေးကောင်းတွေတိဆောက်တာအလုံးမှာတကယ်ရည်ရွယ်ချက်ကိုရှာဖွေတာနဲ့စိတ်ဝိညာဉ်ကိုအာဟာရဖြစ်စေမဲ့လှုပ်ရှားမှုတွေမှာပါဝင်တာတွေကမှအမှန်တကယ်ထုတ်လွှတ်နိုင်စွမ်းရှိတယ်လို့ဆိုနိုင်ပါတယ်တကယ်ထုတ်လုပ်နိုင်စွမ်းဆိုတာနာရီလက်တံကိုအမှုတပြင်းစီမံခန့်ခွဲနေတာမဟုတ်ပဲမိမိရဲ့နေ့စဉ်စွမ်းရည်ကိုမှန်ကန်စွာစီမံခန့်ခွဲခြင်းအပေါ်မှာအဓိကမူတည်နေပါတယ်။ဒါကြောင့်အဆင့်6ဆင့်ရှိပါတယ်။မိမိရဲ့စွမ်းရည်ကိုကာကွယ်ရမယ်။မှန်ကန်တဲ့နေရာကိုလမ်းကြောင်းလွှဲရမယ်။တေချာခွဲဝေရမယ်။ပြီးရင်ရင်းနှီးမြှုပ်နှံရမယ်။မော်ဘလိုင်းရင်ပြန်လဲဖြည့်တင်းရမယ်။ပြီးမှပြန်လဲဆက်တင်ရပါမယ်။ဒီစဝန်းတိုင်းဖတ်မယ်ဆိုရင်နေ့စဉ်လမ်းဆန်းတက်ကြွစွာနဲ့အကောင်းဆုံးလှုပ်ဆောင်နိုင်ပါတေချာပါတယ်။ကဲအပိုင်း3ကိုရောက်လာပါပြီ။ဒါကတော့အချင်းဆွဲချင်းပဲဟေလေးပါ။ကျွန်တော်တို့တွေဘာလို့အလိုလုပ်ဖို့ကိုဒီလောက်တောင်ရှောင်လွှဲနေကြလဲဆိုတာဟုတ်လေ့လာကြည့်ကြပါမယ်အလုပ်တစ်ခုကိုမစဖြစ်ပဲအချိန်ဆွဲလေးရှိတဲ့အဓိကအကြောင်းရင်းတွေရှိပါတယ်ကိုဘာလုပ်ရမလဲဆိုတာရှင်းလင်းမသိတာငါလုပ်တာလုံးလာမကံဘူးဆိုရင်စိုးရင်ကြောက်ရွံ့နေလားစိတ်ဖိစီးမှုတွေအရင်များနေတာဒါမှမဟုတ်အရေးတည်လိုအပ်မှုမရှိတာတွေကြောင့်ဖြစ်ပါတယ်ဒီလိုကိုစိတ်ထဲကအဟန်တတာကိုတေချာနားလည်ထားမှသာဒါတွေကိုကြော်လွှားနိုင်မှာဖြစ်ပါတယ်ဒီတော့ပုံဝင်ကျင်ကိုကိုယ့်အတွက်အကျိုးရှိအောင်ဘယ်လိုပြင်ဆင်မလဲအလွဲလုံးနည်းကအတားအဆီးလို့ခေါ်တဲ့ friction တဘာတရားကိုအတုံးချဖို့ပါပဲအကျင့်ဆိုးတွေလုံးမိဖို့ခက်ခဲတော့အောင်အတားအဆီးတွေထပ်ထည့်လိုက်ပါဥပမာအချိန်ဖြုံးစေတဲ့ဖုန်း app တွေကိုရှာရခက်အောင်ခွက်ထားတာမျိုးပေါ့စန့်ကျင်ဘက်အနေနဲ့ကောင်းတဲ့အလေးအကျင့်တွေအတွက်ကြတော့လောက်ရတာလွယ်ကူတော့အောင်အတားအဆီးတွေကိုဖယ်ရှားပြရပါမယ်မနဲ့လက်ချင်ခန်းလို့ချင်းညက်ကတည်းကအေဂျီထုတ်ထားတာမျိုးပေါ့ဗျာစိတ်ပါမှာပဲအလုပ်လုပ်မယ်လို့တွေးနေတော့အဲ့ဒါအချင်းဆွဲခြင်းကိုပူဆိုးစေတဲ့ချင်းအောင်ထီမားတစ်ခုပါပဲဆရာထပ်တန်လာဖို့ကိုထိုင်းဆောင်နေတာကအမြဲတမ်းအချင်းဆွဲနေတဲ့တန်တရားတွေကိုဆွဲသွင်းသွားတာပါတယ်တကယ်တော့အလုပ်ခုကိုချက်ချင်းကောက်ပြီးစတင်လှုပ်ဆောင်လိုက်ခြင်းကသာဆရာထပ်တန်မှုကိုအလုပ်လို့ပေါ်လာစေတာပါဒါကြောင့်အရင်ဆုံးစတင်လိုက်ဖို့ကအရေးကြီးဆုံးပါပဲဆက်သွားရအောင်အပိုင်းလေးအချင်းကိုသုံးဆွဲခြင်းကယင်းနှီးမြုပ်နှံခြင်းကြားကအကြီးမားဆုံးသောအမြင်ပြောင်းလဲမှုအကြောင်းဖြစ်ပါတယ်အချိန်သုံးဆွဲခြင်းနဲ့ယင်းနှိမ့်မြုပ်နှံခြင်းဟာလုံးဝကိုမတူညီပါဘူးအသေးပဲမဲ့သုံးဆွဲလိုက်တဲ့စွမ်းရည်တွေဥမာဇလန်တွဲတွေစက်တိုက်ကြည့်တာဖုန်းအမဲပုတ်နေတာတွေဟာတဲလွန်စားတော့မကြမ်းပဲထာဝရပျောက်ကွယ်ထားပါတယ်ဒါပေမဲ့ယင်းနှိမ့်မြုပ်နှံလိုက်တဲ့စွမ်းရည်တွေဆိုပါစို့ကျွမ်းကျင်မှုအသစ်တွေတင်ယူတာခြေအတူရည်နဲ့အမတရားကောင်းလေးဖန်တီးတာတွေကတော့အနာဂတ်မှာကြီးမားရဲ့အကျိုးမြတ်တွေကိုတေချာပေါက်ပြန်လဲရရှိစီမှာပါ Law of diminishing returns လို့ခေါ်တဲ့ရော့ကျလာတဲ့အချိုးမြတ်သဘောတရားကိုစဉ်းစားကြည့်အောင်
ဇလန်ကျွဲတွေကို4နာရီဆက်တိုက်ကြည့်လိုက်လို့နိုင်ကြည့်တာထက်လေးစားပို့ပြီးပျော်ရွှင်မှုရတော့တာမဟုတ်ပါဘူးအချိန်တွေပိုကျလာတာနဲ့အမျှကိုရလာတဲ့တန်ဖိုးကတဖြည်းဖြည်းရော့ကျသွားပါတယ်ဒါကြောင့်အဲ့ဒီပိုနေတဲ့အချိန်နိုင်တွေကိုတခြားပို့ပြီးအကျိုးရှိမဲ့နေရာတွေမှာရင်းနှီးမြှုပ်နှံဖို့လိုအပ်ပါတယ် နောက်ဆုံးအပိုင်းဖြစ်တဲ့အပိုင်း9ကိုရောက်လာပါပြီဒီအပိုင်းမှာတော့ရေရှည်အကပညာသားပါပါတွေးခေါ်နိုင်မှုကျွမ်းကျင်မှုဆိုင်ရာစိတ်နေသဘောထားကိုဘယ်လိုပြုစုဖြိုးထောင်မလဲဆိုတာကိုရှင်းပြသွားပါမယ် ရေရှည်အမြင်နဲ့တွေးခေါ်နိုင်စွမ်းကဘယ်လောက်တောင်အစွမ်းထက်တယ်လဲဆိုရင်ဒေါက်တာအက်ဒဝတ်ဘန်ဖီးရဲ့အဆိုအရအောင်မြင်တဲ့သူတွေဟာအနာဂတ်အထက်ရှင်းလင်းတဲ့ရေရှည်ရည်မှန်းချက်အမြင်ရှိကြပါတယ်ပြီးတော့အဲ့ဒီအမြင်အပေါ်အခြေခံပြီးမှပစ္စုပိုင်မှမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချမှတ်ကြတာဖြစ်ပါတယ်ဒါအောင်မြင်မှုရဲ့တော့ချက်ပါပဲဒီတော့ mastery mindset လို့ခေါ်တဲ့ကျွမ်းကျင်မှုဆိုင်ရာစိတ်နေသဘောထားကိုဘယ်လိုတည်ဆောက်မလဲနေ့စဉ်ပုံငယ်လှုပ်ဆောင်ခြင်းနဲ့ထက်ခါတလဲလဲပြုလုပ်ခြင်းကအရေးကြီးဆုံးပါပဲဒီຢာတွေကလုပ်ငန်းရဲ့အရှိန်ဟုန်ကိုမြင့်တင်ပေးပြီးမထင်မထားလောက်တဲ့ကြီးမားတဲ့ရလဒ်တွေကိုရရှိဖို့တွန်းအားပေးပါတယ်အခြေခံအုတ်မြစ်တွေကိုခိုင်မာအောင်တည်ဆောက်မယ်လုပ်ငန်းစဉ်ကိုယုံကြည်မယ်ပြီးတော့မစုံမနစ်သင်ယူနေဖို့လိုအပ်ပါတယ် ကျွန်တော်တို့အချင်းတွေအများကြီးလိုပါသေးတယ်လေဆိုရက်ထင်យ៉ាងထင်မှားဖြစ်မှုကိုဖြစ်စီပစ်ဖို့လိုပါတယ်တနစ်စာရေမချက်ကြီးကြီးတွေကိုရက်90စာအပိုင်းလေးတွေဖြစ်ခွဲဟုတ်လိုက်ပါဒါကကျမကြီးနဲ့ညီညွတ်တဲ့အရေးတကြီးလိုအပ်မှုခန်းစားချက်ကိုဖန်တီးပေးပြီးအလုပ်တွေကိုချက်ချင်းစတင်လှုပ်ဆောင်ဖို့အကောင်းဆုံးတွန်းအားဖြစ်စေပါတယ် နေ့စဉ်လူရက်လေးတွေရဲ့အစူပေါင်းအကျိုးသက်ရောက်မှုကဘယ်လောက်တောင်ကြီးမားသလဲဆိုတာကြည့်အောင်တနေ့ကိုအချိန်2နာရီလောက်အလကားဖြုံတီးပေးလိုက်ရုံနဲ့ဆက်စုနှစ်ထုံးကူအတွင်းမှာနိုင်ပေါင်း21,900ထိရှိသွားပါတယ်ဒါဟာလူတစ်ယောက်မအိပ်ပဲ၄နှစ်နေပါစတိုက်နေထိုင်တော့တဲ့အချိန်ကာလနဲ့ညီမျှနေပါတယ်အရန်ကိုနှမျိုးစရာကောင်းတဲ့အချိန်တွေပါပဲတကယ်ကိုအနှောစရာပါပဲနော် မိကုံးချိုအနေနဲ့စဉ်းစားစရာမိကုံးတစ်ခုမေးချင်ပါတယ်အခဲ၍ကိုလက်ရှိဖြစ်တန်းနေတဲ့နေ့စဉ်လုံရိုးလှုပ်စင်အတိုင်းသာဆက်သွားနေမယ်ဆိုရင်နောက်9ရက်ကြာမှာကိုပရဝါကဘယ်နေရာကိုရောက်နေမလဲနေ့စဉ်အသေးအမွှားလှုပ်ရှားမှုလေးတွေကိုတေချပြင်းလဲတုံးတက်ပြီးအချင်းကိုအကောင်းဆုံးရင်းနှီးမြှုပ်နှံနိုင်သူတွေဖြစ်လာကြပါစေလို့စံတားပြုပါတယ်ဒီရှင်းလင်းတင်ပြချက်ကိုအချိန်ပေးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်